ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2026 February လ15ရက်ကနေ21ရက်နေ့အတော်တွင်ကာလမှာကောင်းသောကံပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်လိုလားချက်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုဦးစားပေးပြီးဆောင်ရွက်နေရတာတွေကြုံနေမယ်ငွေကြေးပေးယူတွေမှာအတွေးခေါ်မှားယွင်းခြင်းကြောင့်ဆုံးရှုံးမှုတွေဖြစ်တတ်တယ်အာမခံခြင်းတောင်းယူခြင်းလုံးဝမလုပ်ရအောင်ပေါ်လာတဲ့ခြေအနေတွေကိုတော့လက်တွေ့သုံးချပြီးတော့ဘဝတစ်ခုလုံးရဲ့အလှည့်ပြောင်းကိုဖန်တီးလို့ရတယ်ခရီးကံကောင်းမယ်လမ်းကြောင်းသစ်နဲ့တိုးတက်မှုတွေပေါ်ပေါက်မယ်15ရက်နေ့ကတော့အရာရာသတိရှိရမယ်စာရွက်စာတမ်းငွေကြေးလက်ပြောင်းတဲ့တွေသတိထား16ရက်နေ့ကတော့ကောင်းခြင်းနမိတ်တွေနဲ့ပျော်ရွှင်ပွဲတွေပြည့်စုံနေတဲ့နေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဒဏသိတိနဲ့ခတ်ဆန်းရှင်တယ်အဲ့ဒီနေ့မှာပဲမတော်တဆထိခိုက်မှန်တွေမဖြစ်အောင်သတိရှိရမယ်ငကဘောရက်နဲ့တိုက်ဆိုင်နေတယ်အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာသတိထားရမယ်18ရက်နေ့မှာ solar eclipse fire ring နေကြမယ်မီးခွင်းကြီးလိုပုံစံဖော်တဲ့နေကြချင်းကြုံနေမယ်ညနေ9:18မိနစ်မှာစနေကြမှာပဲညနေ6:49မိနစ်မှာနေပြည့်ကျက်နေမယ်ည8:32မိနစ်မှာနေကြတာပြီးသွားမယ်စုစုပေါင်း3:13မိနစ်36စက္ကန့်ကြောင်နေကြဒီနေကြချင်းကထူးခြားတဲ့အကြောင်းအရာတွေနဲ့ကောင်းခြင်းတွေကိုပံ့ပိုးပေးမယ်လို့လည်းယူဆကြတယ်18ရက်နေ့အဲ့ဒီနေ့ကငွေကြေးကံကောင်းမယ်လက်ပွင့်မယ်လူပြည့်စုံမယ်19ရက်နေ့မှာမူလစီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးကြုံမယ်မွန်းလွဲပိုင်းမှာသွားလာကျူးဆက်မယ်20ရက်နေ့မှာမတော်တဆထိခိုက်မှန်တဲ့ကျူးဆက်ရမယ်မဟာယဉ်ချမ်းဖြစ်တဲ့ရေရနေကိုထုပြုပြီးကျူးဆက်ရမယ်နေ့12နိုင်တဲ့တနင်္ဂနွေတွင်သတိထားရမယ်တောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်အဲ့ဒီနေ့မှာကောင်းစေကောင်းလျှော်ပြည့်ရမတန်ကောင်းတယ်21ရက်နေ့ကလည်းထူးခြားတဲ့ကံပွင့်ခြင်းတွေရှိမယ်အဲ့ဒီနေ့မှာကောင်းစေကောင်းလျှော်ပြည့်ရလဲထူးခြားတဲ့ကံကောင်းခြင်းတွေကိုရရှိနိုင်ပါတယ်ဒီကာလအတော်တွင်မှာကြာသပတေးနေ့ဗုဒ္ဓဟူးနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ယှက်ရှိတတ်တယ်